ခွင့်ရည်ညာရမှာလို့တဲ့ မှန်တယ်မှန် ဒါဆိုလို့ရှိရင်တော့ဒါဒီနေ့ဒီ season 2မှာ champion ဖြစ်မဲ့အသင်းကတော့ပို့ပြီးတော့ဒါ world championship ထိပို့ပြီးတော့အလန်းနီးနိုင်ပဲဒါရောက်သွားနိုင်တယ်လို့တော့ဒါခံမှန်းရတယ်အခု MSL season 2မှာဒါအသင်း10သင်းထိပေါဝင်လာရဲပေါ့နော်အဲ့တော့1 to 4ဒါ power ranking စီရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒါအသင်းလေးတစ်ချက်လောက်စီပေးပါဦး ကျွန်တော်အနေနဲ့တော့ Falcon စစ်လေး3က Ryan ပေါ့2က Madison 1ကို AI စီတိုင်းဟာသူတို့သားသားကျွန်တော်အောက်ဝိုင်းနေတယ်ကျွန်တော် Falcon အစစ်လေးကိုနှိမ့်ချတာပဲနှိမ့်ချတာ ကိုယ်ကော ကျွန်တော်ကမြင်မြင်အော် ရေးချပြရတယ်မတင်းဟဲ့ပလားဟဲ့ AI ပြရတာလေ ကျွန်တော်ဝီတူလာဒီမှာကျွန်တော်စင်တင်မှာကျွန်တော်ကောင်းဆုံးရှင်းပြပြီးကျွန်တော်သွားနေမယ်အဲ့ဒီတူစင်မှာကျွန်တော်တို့နေအမှားရရှိအမှားရတယ်ကျွန်တော်တို့ပြန်တင်ခန်းလာယူပြီးတော့ week 3 week 4မှာအကောင်းဆုံးပြန်နေရှင်းပြပြီးတော့တက်ကတာအောင်ပါ အဲ့တော့ပြီးတော့မှာ ကိုယ်ရဲ့ power ranking ရော ဘာမှမကတော့ ဒီစေရင်းရဲ့ power ranking တစ်ကတော့ AM ပေါ့ဗျာ AM ပြီးသွားရင်ကျွန်တော် Falcon ပြီးသွားရင်တော့ CY ပြီးပေါ့ โอเค ဒီလောက်ပါမသက်စီ ကျွန်တော်ကတော့ကိုယ်ကိုကျွန်တော်ထောက်ရတယ်ဘာလို့ဆိုတော့ဒီ AI ဆိုတော့ရှေ့စီစဉ်မှာလည်းလက်စွမ်းပြနေပြီလက်စွမ်းပြနေပြီဆိုတော့ကိုယ်ကပါဝင်အားဖြည့်တာတော့လို့လို့မဆိုင်ပါဘူးဘာလို့တန်တိုင်းပေးနေလဲဆိုတော့ ထားတယ်နဲ့ဒီတော့ AI ပေါ့တော့ဒီတော့ထားလိုက် AI ပေါ့တဲ့နေကျွန်တော်ဒီမှာ share file ကိုနှစ်ဒီကျွန်တော်ရဲ့တို့လေးကိုပဲလာတော့ဒီနေ့ပဲရော အဲဒီဆိုတော့ပြီးကျွန်တော်ရဲ့နောက်သတင်းရှိသေးတယ်ပေါ့နော်အတင်းကြီးတွေကသတင်းဖြစ်သေးတယ် 1G MLD ပေါ့နော်ဟော ဒီနေ့မနေ့စီအောင်ပြရတာတော့ဒီနေ့ဟိုလိုက်ရ ကြည့်နေကလေးမြင်ပါလေ ဒီနေ့ဒီအောင်ရှေ့က episode 1မှာမသက်စီကိုပဲထိတ်တော့တယ်မှာ တဲ့ရော တော့ဒီကပါအောင်မှာ ကျွန်တော်အိမ်ခံပဲဖြစ်လိုက်တာကျန်တဲ့ဒီလေးတွေကိုကျွန်တော်ထိတ်တော့ထားပေးရပါတယ် ဆိုတော့ရှောင်းရ ဆောင်းရ တောင်းရAI အဆင့်တစ်ပေါ့ဒီနေ့ကတော့ပဲကောတောင်းရမယ့်တစ်စင်းအဆင့်တွေကတော့ကျွန်တော်တို့ ဖရှာ ကိုချစ်တယ်ကလည်းဟိုကလည်းရောပေးလို့ရှိလားဒီကဘောတော့တက်ပါလေဒါ ဘာကြီးတိတ်ပြီးမကြိုက်ကြဘူးလေတော့ဘာကြီးကဘာလို့လဲ ဘာကြီးရမှာလဲ ကိုရှောင်းအောင်လောက်ပါအောင်တစ်ချက်လောက်မြင်လေ power ranking ဟော ranking ကအခုလက်ရှိ line ရပဲရဆိုရင်တော့ Falcon 1လို့ထင်တယ် Falcon 1ရယ် AI 2ရယ်ပြီးရင်Madison YG ကြားပြအောင် ဘယ်ကတော့လဲဘယ်ကလဲ 3က Madison အဲ့လို သူစားမထဲပါဘူး အကုန်လုံးပဲတက်ပေးလို့မရဘူး အာ အကုန်လုံးတက်ထားလို့ပဲကိုတင်မဲ့နိုင် โอเคအဲ့တော့ဂျာပြူလည်းဒီနေ့Falcon ပို့ပြီးအားရရဆိုတော့ Falcon တက်ပြီးရင်နှစ်ကတော့ဂျာပြူ YG အဲ့တော့ဒီ season 1မှာတော့ YG လည်းတော်တော်လေးကောင်းခဲ့ရဆိုတော့ YG 3ကတော့ AI နဲ့4ကတော့မသက်စီ ရဆိုကြားပြပြောတဲ့၄သိန်းထဲမှာ Ryan မပါဘူးဆိုတော့ရှောင်းရအောင်အားမနာတော့ အဲ့ဒါရှောင်းလို့မကြည့်ဘူးရှောင်းတော့ကြည့်စားရပါဆိုကျွန်တော်ဒါလက်ရှိပေါ့နော်ဒီ diet တွေအရာပဲကျွန်တော်တတ်ထားပါပေါ့နော်ဒါ Ryan Esport အနေနဲ့ကလည်းသူတို့ဒီ season 1မှာတော့အရင်သူတို့ရဲ့ ranking ကတိတ်မကောင်းခဲ့တာဆိုတော့ဒီတစ်ခေါက် season 2မှာအရင်ရောဟိုထက်မတွက်ထားပေါ့နော်ကျွန်တော်တို့ဒီတပပီးတစ်ဖက်တိုင်းကတော့တော့4ရာပြောင်းလဲနေမှာဆိုတော့ ပြောချင်တာ season 1မှာဝက်စားမအောင်လို့သူကထည့်တာ ကျွန်တော်ကကျွန်တော်ဖတ်တာလက်မဲဆုံးရှိတယ် အဲ့လိုပဲတောင်းဝဲစိတ်ဝင်လာတယ်ဗျာ ပြောမှ season ကညာတော့နော် ရှောင်းရ